မင်္ဂလာပါရှင် Legendary မြန်မာ Channel မှာကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့မြန်မာနိုင်ငံမှာရှေးရခင်ကတည်းကယုံကြည်လာခဲ့ကြတဲ့တောတောင်ဤမြေဆိုင်ရာဂမ်ဘီယာအယူအဆတွေနဲ့ထူးဆန်းတဲ့လက်ဆောင်မှုတွေအကြောင်းအများကြီးရှိခဲ့ပါတယ်။ဒီနေ့မှာတော့တောဝက်မန်ဆွဲဆိုတဲ့အစွမ်းထက်အဆောင်အရာတစ်ခုရဲ့တမိုင်းကြောင်းနဲ့ရွာကလေးတစ်ရွာကမုတ်ဆိုးတစ်ယောက်နဲ့သူ့ရဲ့တပြက်နှစ်ယောက်ကြုံတွေ့ခဲ့ရတဲ့ထူးဆန်းထိတ်လန့်စရာဇလန်းကိုစတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတောတောင်ထူထပ်တဲ့နေချားဒေသကရွာကလေးတစ်ရွာမှာဦးမြိုင်ဆိုတဲ့မုတ်ဆိုးကြီးတစ်ယောက်ရှိပါတယ်။ဦးမြိုင်ဟာတောအကြောင်းတောင်အကြောင်းကိုလက်ဖွားပေါ်တင်ထားသလိုကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ပါတယ်။တနေ့မှာတော့ဦးမြိုင်ဟာသူ့ရဲ့သွေးတော်သားတော်တပြက်နှစ်ယောက်ထက်တဲ့အောင်ခဲနဲ့ကြော်စွာတို့ကိုခေါ်ပြီးခါတိုင်းထက်ပိုနှက်တဲ့တောနတ်ကြီးထဲကိုတောလိုက်ထွက်ခဲ့ပါတယ်။ဒီတောကြီးဟာတာမန်တောမဟုတ်ပါဘူး။လူသူအယောက်အပေါက်နဲပြီးတောဆောင်နတ်တောင်ဆောင်နတ်တွေရှိတယ်လို့နာမည်ကြီးတဲ့ကြောက်စင်တောင်ချေရင်ကတောအုပ်ကြီးပဲဖြစ်ပါတယ်။ဟိကောင်ဒီတတိနဲ့လာကြဒီနေ့တော့ကထူးထူးခြားခြားတိတ်ဆိတ်နေတယ်လို့ဦးမြိုင်ကသူ့တပည့်တွေကိုတတိပေးလိုက်ပါတယ်။တကယ်လဲတောထဲမှာငှက်တန်လိပ်ဖြာတန်းတောင်မကြားရပဲအလွန်ကိုအေးဆက်တိတ်ဆိတ်နေခဲ့ပါတယ်။သူတို့၃ယောက်ဟာခြေတံကိုအသားအရာနင်းရင်ခြုံပုတ်တွေကြားဖြတ်ကျော်လာခဲ့ကြပါတယ်။ညနေဆောင်အချိန်နေဝန်းကြီးတောင်တန်းတွေနောက်ကိုကွယ်လူနီးပါအချိန်မှာတော့သူတို့တွေဟာထူးဆန်းတဲ့အတန်တစ်ခုကိုစတင်ကြားလိုက်ရပါတော့တယ်။အဲ့ဒါကတော့တောကောင်ကြီးညကောင်ရဲ့မန်ဖီတန်နဲ့တစ်ပင်တွေကျိုးပဲ့တန်တွေပဲဖြစ်ပါတယ်။ဦးမြိုင်တို့ဟာဘာဖြစ်တာလဲဆိုတာသိဖို့အတွက်အတန်လာယာစီကိုတတိကြီးစွာနဲ့တိုးကပ်သွားခဲ့ကြပါတယ်။သူတို့တွေမျက်မြင်ကိုယ်တွေ့ညင်လိုက်ရတဲ့မြင်ကွင်းဟာတာမန်လူတစ်ယောက်ဆိုရင်သွေးပြက်စရာကောင်းလာပါတယ်။တစ်ပင်ကြီးတွေလဲပြိုနေတဲ့ကွင်းပင်ထဲမှာတကဘာလုံးကိုတုံလုတ်စေမဲ့တိုက်ပွဲကြီးတစ်ခုဖြစ်ပွားနေတာပါ။မုတ်ဆိုးကြီးဦးမြိုင်နဲ့တပည့်နှစ်ယောက်ဟာတစ်ပင်ကြီးတစ်ပင်ရဲ့အကွယ်မှာပုံအောင်ရင်ကွင်းပင်တဲကိုချောင်းကြည့်လိုက်ကြပါလေ။သူတို့မျက်စိရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လူငယ်နှစ်ယောက်ဟာအသက်ရှူဖို့တောင်မေ့သွားခဲ့ကြပါတယ်။ကွင်းပင်ရဲ့အလယ်မှာတော့ကိုလုံးကိုထဲအလွန်ကြီးမားတဲ့တောကြားကြီးတစ်ကောင်နဲ့လူတစ်ရက်လောက်မြင့်တဲ့တောဝက်ကြီးတစ်ကောင်တို့ဟာတစ်ကောင်ကိုတစ်ကောင်တေလူမတက်တိုက်ခိုက်နေကြပါတယ်။အဲ့ဒီတောဝက်ကြီးဟာတာမန်တောဝက်တွေလိုမဟုတ်ဘဲတကူလုံးအမွေးအမြင်တွေကတန်ဆူးတွေလိုထောင်ချနေပြီးပါဇက်ကနေအပြင်ကိုတတောင်ကျော်လောက်ထွက်နေတဲ့အဆွဲရှည်ကြီးနှစ်ခုရှိနေပါတယ်။ထူးခြားတာကတော့ထိုအဆွဲတွေဟာနေရောင်အောက်မှာငွေရောင်လိုတလက်လက်နဲ့တောက်ပနေတာပါပဲ။တောကြားကြီးဟာဟိန်းဟောက်ပြီးတောဝက်ကြီးရဲ့လယ်ပင်ကိုခုံအုပ်ဖို့ကြိုးစားနေပေမဲ့တောဝက်ကြီးဟာအလွန်လင်းမြန်လာပါတယ်။တောဝက်ကြီးဟာသူ့ရဲ့အဆွဲရှည်ကြီးတွေနဲ့ကြားကြီးကိုပြန်လဲဝှေ့ရမ်းတိုက်ခိုက်နေပါတယ်။ဖယားကျွန်တော်တစ်သက်မှာဒီလိုတောဝက်ကြီးမျိုးတစ်ခါမှမမြင်ဘူးလို့အောင်ခဲကတိုးလေးရေရွတ်မိပါတယ်။ဦးမြိုင်ကတော့မျက်တောင်မခတ်တန်းကြည်နေပါတယ်။ဒါဟာတာမန်တောကောင်တွေရဲ့တိုက်ပွဲမဟုတ်ဘဲတောဆောင်နတ်တွေရဲ့ဖန်တီးမှုတစ်ခုလို့လည်းထင်ရပါတယ်။တိုက်ပွဲဟာပိုပြီးပြင်းထန်လာပါတယ်။တောဝက်ကြီးဟာသူ့ရဲ့အရှိန်အဟုန်နဲ့ကြားကြီးကိုအတင်းဝှေ့လိုက်တဲ့အချိန်မှာကြားကြီးကအသားအရာရှောင်တိန်လိုက်ပါတယ်။အဲ့ဒီအရှိန်ကြောင့်တောဝက်ကြီးရဲ့အဆွဲဟာကွင်းပင်ဘေးကအလွန်မာကျောတဲ့ကျွန်းတစ်ပင်ကြီးတစ်ပင်တဲကိုတဆောမြုပ်အောင်စိုက်ဝင်သွားပါတော့တယ်။တောဝက်ကြီးဟာသူ့အဆွဲကိုပြန်ထုတ်ဖို့အတင်းယုံကန်ပေမဲ့တစ်ပင်ကအလွန်မာတဲ့အတွက်ယုံမရဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲတောဝက်ကြီးရဲ့အားကုန်ယုံလိုက်တဲ့ဒဏ်ကြောင့်ကျွတ်ဆိုတဲ့အတန်ကြီးနဲ့အတူငွေရောင်တောက်နေတဲ့အဆွဲကြီးဟာတစ်ပင်မှာကျိုးကြံရစ်ခဲ့ပါလေအဆွဲကဖတ်ကျိုးသွားပေမဲ့တောဝက်ကြီးဟာမန်မလျော့ပဲကြံတဲ့အဆွဲကဖတ်နဲ့ကြားကြီးကိုဆက်လက်တိုက်ခိုက်ရင်းတောနတ်ထဲကိုနှစ်ကောင်စလုံးလုံးထွေးပြီးပျောက်ကွယ်သွားကြပါတယ်
ကွင်းပြင်ကြီးဟာပြန်လဲတိတ်ဆိတ်သွားပေမဲ့တစ်ပင်မှာစိုက်ဝင်ကျိုးချံနေခဲ့တဲ့အဆွဲကြီးကတော့မှောင်ရီပြိုးစတောထဲမှာထူးဆန်းစွာတောက်ပလိုနေပါတော့တယ် တောဝက်နဲ့ကြားတို့ရဲ့တိုက်ပွဲကြီးပြီးသွားတဲ့နောက်ကွင်းပင်တစ်ခုလုံးဟာတစ်ပင်တွေလဲပြိုမြေကြီးတွေပွင့်ထွက်လို့ပရလောကဆန်ဆန်တိတ်ဆိတ်နေပါတယ်။ဦးမြိုင်နဲ့သူ့တပည့်နှစ်ယောက်ဟာပုံအောင်နေရာကနေချက်ချင်းမထွက်ရကြပါဘူး။ဦးလေးခုနကတိုက်ပွဲကဘာတွေလဲကျွန်တော်တို့အိမ်ပြန်ကြရအောင်ပါလို့ကျော်စွာကကြောက်လန့်နဲ့အတန်နဲ့တိုးတိုးလေးပြောပါတယ်။ဦးမြိုင်ကတော့မျက်လုံးတွေအယောင်တောက်နေပါတယ်။သူ့မျက်လုံးတွေဟာတစ်ပင်ကြီးမှာစိုက်ဝင်နေတဲ့တောဝက်ကြီးရဲ့အဆွဲစီကိုပဲစူးစိုက်နေပါတယ်။မကြောက်ကြနဲ့ဟေကောင်တွေဒါဟာကျွန်တော်တို့အတွက်ကံကောင်းခြင်းပဲလို့ဦးမြိုင်ကခတ်တိုးတိုးပြန်ပြောရင်းသူ့တပည့်တွေကိုလက်ဖြင့်လမ်းဆွဲကကွင်းပြင်ထဲကိုဖြည်းဖြည်းချင်းဆင်းသွားပါတော့တယ်။တပည့်နှစ်ယောက်ကတော့နောက်ကနေခြေတွန့်နေပါတယ်။ဒီလိုတောကောင်ကြီးတွေတိုက်ခိုက်သွားတဲ့နေရာကိုချက်ချင်းမချင်းကပ်ရဲကြပါဘူး။ဒါပေမဲ့ဦးမြရဲ့ခိုင်မာတဲ့ညွှန်ကြားမှုကြောင့်မလိုက်လို့လဲမချစ်ပါဘူး။သူတို့သုံးယောက်ဟာတစ်ပင်ကြီးနားကိုချင်းကပ်သွားတဲ့အခါငွေရောင်တောက်နေတဲ့အဆွဲကြီးဟာအနီးကပ်ကြည့်လိုက်တော့ပိုပြီးထူးခြားနေပါတယ်။အဆွဲကြီးကတစ်ပင်ထဲကိုအလွန်ခိုင်ခိုင်မာမာစိုက်ဝင်နေပါတယ်။ဒါဟာတောဝက်မန်ဆွဲပဲဒီတောဝက်မျိုးကတသက်မှတခါမှမတွေ့ဘူးတဲ့ရှားပါတောဝက်မျိုးပဲလို့ဦးမြိုင်ကအံ့ဩတကြားပြောလိုက်ပါတယ်။ဦးမြိုင်ဟာအဆွဲကိုထုတ်ဖို့အတွက်အားထုတ်ကြည့်ပါတယ်။ဒါပေမဲ့အဆွဲဟာတစ်ပင်ထဲမှာအလုံးကိုခိုင်မြဲနေပါတယ်။တပည့်လူဖြစ်တဲ့အောင်ခဲနဲ့ကျော်စွာတို့လည်းဝိုင်းပြီးထုတ်ကြည့်ပြီးမဲ့အဆွဲကလုံးဝမလွတ်ပါဘူး။ညကလည်းတဖြည်းဖြည်းမိုးချုပ်လာပြီးဖြစ်လို့သူတို့သုံးယောက်ဟာအဲ့ဒီတစ်ပင်ကြီးအနီးမှာပဲညအိတ်ရန်စီစဉ်ခဲ့ကြပါတယ်။ညအိတ်တဲ့အချိန်မှာတော့တောဝက်မန်ဆွဲကြီးကနေအလင်းရောင်တွေထွက်ပေါ်နေတာကိုတွေ့လိုက်ရပါတယ်။မနက်မိုးလင်းတဲ့အခါဦးမြိုင်ဟာအဆွဲကိုနောက်တစ်ကြိမ်ထုတ်ဖို့ကြိုးစားပြန်ပါတယ်။ဒီတစ်ခါတော့အဆွဲဟာအလွယ်တကူပဲတစ်ပင်ထဲကနေထွက်လာပါတယ်။အဆွဲကိုကင်ကြည့်လိုက်တဲ့အခါမှာတော့အလွန်ကိုနှွေးထွေးပြီးတောက်ပနေတာကိုတွေ့လိုက်ရပါတယ်။ဦးမြိုင်ဟာဒီအဆွဲကိုရတဲ့အတွက်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါတယ်။ဒါဟာသူ့တသက်မှာမုတ်ဆိုးဘဝမှာတခါမှမရဘူးတဲ့အဖိုးတန်လျှို့ဝှက်လက်ဆောင်မွန်တစ်ခုပဲဖြစ်ပါတယ်။ တောဝက်မန်ဆွဲကြီးကိုရရှိခဲ့တဲ့မုတ်ဆိုးကြီးဦးမြိုင်နဲ့သူ့တပည့်တွေဟာအဲ့ဒီအဆွဲကြီးကိုပိုက်ထုတ်ပြီးရွာကိုပြန်လာခဲ့ကြပါတယ်။လန်ခီးမှာတော့သူတို့ဟာဒီအဆွဲရဲ့ထူးခြားစံပြတဲ့အစွမ်းတွေကိုတစ်ခုပြီးတစ်ခုစတင်တွေ့ရှိလာရပါတော့တယ်။ဦးမြိုင်တို့၃ယောက်တာတောနက်ထဲကနေရွာကိုပြန်လာတဲ့လမ်းမှာထူးဆန်းတဲ့အချက်တွေကိုစတင်သတိထားမိလာပါတယ်။တာမန်အားဖြင့်တောနက်ထဲကနေပြန်လာရတဲ့ခရီးဟာပင်ပန်းနွမ်းနယ်စရာကောင်းမိမယ်။အခုတော့သူတို့၃ယောက်စလုံးဟာလူကလန်းဆန်းနေပြီးအားအင်တွေပြေဝနေတယ်လို့ခံစားနေရပါတယ်။ဒါဟာဦးမြိုင်လွဲအစ်ထဲမှာထည့်ထားတဲ့တောဝက်မန်ဆွဲရဲ့အာနိသင်ကြောင့်လို့ဦးမြိုင်ကရေးမိပါတယ်။လမ်းမှာသူတို့ဟာအစိတ်ပြင်းတဲ့မွေဟောက်ကြီးတစ်ကောင်နဲ့ပတ်ပင်းတိုးပါတယ်။ဒါပေမဲ့အဲ့ဒီမွေကြီးဟာဦးမြိုင်တို့ကိုမြင်တာနဲ့ရံမမူပဲကြောင်းလန့်တကြားနဲ့လမ်းဖယ်ပေးပြီးတောလေးကိုအတင်းထွက်ပြေးသွားပါတော့တယ်။အဲ့ဒါသာမကပါဘူး။တောထဲကတောကောင်တွေဟာဦးမြိုင်တို့နားကိုမချင်းကပ်ရဲကြပါဘူး။အဝေးကနေသာကြည့်နေကြပါတယ်။ဦးမြိုင်ကအဲ့ဒီမန်ဆွဲရဲ့အစွမ်းကိုစမ်းသက်ကြည့်ကျင်တာနဲ့ချောင်းတစ်ခုရဲ့ဘေးမှာခဏနားတဲ့အချိန်မှာမန်ဆွဲကိုထုတ်ကြည့်ပါတယ်။
မန်ဆွဲကိုကြိုက်လိုက်တဲ့အချိန်မှာဦးမြိုင်ရဲ့ခန္ဓာကိုယ်လေးကိုပူနွေးတဲ့စွမ်းအိမ်တွေစီးဝင်လာသလိုခံစားလိုက်ရပါတယ်။ဟေ့ကောင်ဒီမန်ဆွဲဟာတာမန်အဆောင်မဟုတ်ဘူး။ဒါဟာအန်ဒီယေကိုကာကွယ်ပေးသလိုကိုယ့်ရဲ့စိတ်ဓာတ်ကိုလည်းရဲရင်စေတဲ့အစွမ်းရှိတယ်လို့ဦးမြိုင်ကပြောလိုက်ပါတယ်။တကယ်လေမန်ဆွဲဟာအသားအရာအယောင်တောင့်နေပြီးသူ့ကိုကင်ထားတဲ့သူကိုဘေးအန်ဒီယေကိစေတာအစိတ်အတောက်တွေကိုပယ်ဖျက်နိုင်တာနဲ့ရန်သူတွေကိုကြောက်လန့်စေတဲ့မန်ရှိတာတွေကအဓိကအစွမ်းတွေပဲဖြစ်ပါတယ်။ညာပန်တော်ထဲမှာစခန်းချတဲ့အခါမှာလဲမန်ဆွဲကိုအဝတ်လေးနဲ့ထုတ်ပြီးမြေကြီးပေါ်မှာတင်ထားလိုက်ယုံနဲ့ချင်းရင်ကဆလို့ဘယ်တော်ဝါမှသူတို့အနာကိုမကတ်ရဲကြပါဘူး။ဦးမြိုင်ဟာဒီမန်ဆွဲရတန်ဖိုးကိုတီးသွားတဲ့အတွက်အလွန်ကိုတန်ဖိုးထားပြီးလျှို့ဝှက်စွာသိမ်းဆည်းလိုက်ပါတော့လေ။ဒါပေမဲ့ဒီလျှို့ဝှက်ချက်ဟာကြာဖုံးထားလို့မရခဲ့ပါဘူး။ရွာကိုရောက်တဲ့အခါမှာတော့မုတ်ဆိုးကြီးဦးမြိုင်တောထဲကနေအလွန်ထူးဆန်းတဲ့ယတနာတစ်ခုရလာတဲ့ဆိုတဲ့သတင်းဟာတရွာလုံးကိုပြန့်နှံ့သွားပါတော့တယ်။ မဲကြီးဟာနမီနဲ့လိုက်အောင်ပဲအကျင့်စာရိုက်ကလည်းမဲမောင်နေသူတယောက်ပါသူကြီးတော်ထိတဲ့အတွက်ရွာထဲမှာဘသူကိုမှမဆိုအနိုင်ကျင့်လိရှိပြီးသူလိုချင်တာဆိုရင်ဘယ်နည်းနဲ့ဖြစ်ရအောင်ယူတတ်တဲ့လူဆိုးလူမိုက်တယောက်လည်းဖြစ်ပါတယ်ဦးမြဟိုင်တောထဲကနေအစွမ်းထက်တဲ့တောဝတ်မှန်ဆွေရလာတယ်ဆိုတဲ့သတင်းကိုကြားတဲ့အခါမှာတော့မဲကြီးရဲ့မျက်လုံးတွေဟာလောဘစောနဲ့အယောင်တောက်လာပါတယ်ဒီလိုအဖိုးတန်တဲ့အဆောင်အရာကမုတ်ဆိုးအိုကြီးလက်ထဲမှာရှိနေလို့မဖက်ဘူးငါလက်ထဲမှာပဲရှိရမယ်လို့မဲကြီးကသူ့တပည့်တွေကိုကျွန်းဝါလိုက်ပါတယ်တညမှာတော့မဲကြီးဟာသူ့ရဲ့လူမိုက်တထိုက်ကိုခေါ်ပြီးဦးမြိုင်ရဲ့အိမ်ကိုရုတ်တရက်ရောက်လာပါတယ်ဦးမြိုင်ဟာအိမ်ရှိမှာမန်ဆွေကိုအဝတ်လေးညက်ထုတ်ပြီးကြည်နေတဲ့အချိန်ဖြစ်ပါတယ်ဟေ့ဦးမြိုင်ခမားစီမှာတောထဲကရတဲ့အဆွဲတစ်ခုရှိတယ်ဆိုအဲ့ဒါကိုအခုချက်ချင်းထုတ်ပေးစမ်းလို့မဲကြီးကရိုင်းဆိုင်စွာအမိန့်ပေးလိုက်ပါတယ်ဦးမြိုင်ကဒါကကျွန်တော်ဘဝနဲ့ရင်းပြီးရခဲ့တဲ့အစွမ်းထက်အဆွဲပါမင်းတို့နဲ့မဆိုင်ပါဘူးလို့အေးအေးဆေးဆေးပဲပြန်ပြောလိုက်ပါတယ်ဒါကိုမဲကြီးကဒေါသချောင်းချောင်းထွက်ပြီးဦးမြိုင်ရဲ့လွယ်အိတ်ကိုအတင်းဆွဲလူပါတော့တယ်ဦးမြိုင်ရဲ့တပည့်အောင်ခဲနဲ့ကြော်စွာတို့ကဝင်တားပေမဲ့မဲကြီးရဲ့လူမိုက်တွေကသူတို့ကိုဝိုင်းပြီးရိုက်နှက်ကြပါတယ်အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အချက်တစ်ခုဖြစ်ပေါ်လာပါတယ်မဲကြီးကမန်ဆွဲကိုအတင်းလက်နဲ့လှမ်းကင်လိုက်တဲ့အချိန်မှာမန်ဆွဲစီကနေပြင်းထန်တဲ့အလင်းရောင်တွေထွက်ပေါ်လာပြီးမဲကြီးရဲ့လက်ကိုမီးလောင်တယ်လို့ပူလောင်စေခဲ့ပါတယ်အာပူလာချီလားလို့မဲကြီးဟာအော်ဟစ်ပြီးနောက်ကိုလွင့်စင်သွားပါတယ်ဒါပေမဲ့မဲကြီးဟာအရှုံးမပေးပါဘူးကောင်းပြီအခုမရလဲနောင်တနည်းခမည်းတော်ရွာကနေထွက်လို့မရအောင်ငါလွတ်မယ်လို့ချင်းချောက်ပြီးထွက်သွားပါတော့တယ်မဲကြီးဟာနောင်နေ့မှာတော့သူ့အဖေသူ့ကြီးကိုအတင်းပြောပြီးဦးမြိုင်ကိုရွာကနေနှင်ထုတ်ဖို့နဲ့မန်ဆွေကိုသူ့ကြီးမင်းပိုင်အထက်သိမ်းဖို့နီးမျိုးစုံနဲ့အနိုင်ကျင့်ကြံစီပါတော့တယ်သူကြီးသားမဲကြီးရဲ့နှိမ့်ဆက်မှုတွေကြောင့်ဦးမြိုင်ဟာရွာထဲမှာမျက်နှာငယ်နေရပေမဲ့မန်ဆွဲကိုတော့လူမသိအောင်အငဲဆောင်ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရွာမှာထူးဆန်းတဲ့ယောဂဆိုတစ်ခုစတင်ပြန့်နှံ့လာပါတော့တယ်။ရွာကကလေးတွေနဲ့လူကြီးအချို့ဟာအကြောင်းအရင်းမရှိဘဲဖျားနာပြီးကိုယ်ပေါ်မှာအမဲဆက်တွေထွက်လာပါတယ်။ရွာကစီးစရာတွေလည်းဘလို့မှကုသလို့မရဖြစ်နေကြပါတယ်။ဒါဟာတောထဲကအစိတ်ရှိတဲ့ပိုးမွားတစ်မျိုးကြောင့်ဖြစ်တဲ့တောအစိတ်ယောဂဆိုတာကိုဦးမြိုင်ကရိပ်မိလိုက်ပါတယ်။ဦးမြိုင်ဟာသူ့လက်ထဲကမန်ဆွဲရဲ့အစွမ်းကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာရွာလေကရေတွင်းကြီးထဲကိုမန်ဆွဲကိုခတ်တနှိမ့်စိန်လိုက်ပါတယ်။ခဏအကြာမှာတော့ရေတွင်းထဲကရေတွေဟာနို့နှစ်ရောင်လိုအဖြူရောင်လေးတွေတန်းလာတာကိုတွေ့ရပါတယ်။ရွာသူရွာသားတို့ဒီရေကိုတောက်ကြပါခမညာခမညာတို့ရဲ့ယောဂါတွေပျောက်ကင်းပါလိမ့်မယ်လို့
ဦးမြိုင်ကလိုက်လံပြောဆိုပါတယ်။အစပိုင်းမှာတော့ဘယ်သူမှမယုံကြပါဘူး။ဒါပေမဲ့ဝေဒနာပြင်းထန်နေတဲ့လူတစ်ယောက်ကအဲ့ဒီရေကိုတောက်လိုက်တဲ့အခါမှာတော့နာရီပိုင်းအတွင်းမှာပဲအဖျားတွေကျပြီးအမဲဆက်တွေပျောက်ကင်းသွားပါတော့တယ်။တရွာလုံးအံ့ဩသွားကြပြီးဦးမြိုင်ရဲ့ရေကိုဝိုင်းတောက်ကြတဲ့အခါရွာမှာပြန့်နှံ့နေတဲ့ကက်ယောဂါကြီးဟာလုံးဝကင်းစင်သွားပါတော့တယ်။ဒါတင်မကပါဘူး။ရွာထဲကိုတောစင်ရိုင်းတွေဝင်ရောက်ဖြစ်စည်းတဲ့အခါမှာလဲဦးမြိုင်ကမန်ဆွဲကိုအမြင့်မှာမြောက်လိုက်တဲ့အခါစင်ရိုင်းတွေဟာတစ်ဖက်သက်ကြောက်လန့်ပြီးတောထဲကိုအတင်းပြန်ပြေးကြပါတယ်။ဦးမြိုင်ဟာမန်ဆွဲရဲ့အစွမ်းကိုမိမိကိုယ်ကျိုးအတွက်မသုံးပဲရွာသူရွာသားတွေရဲ့ဘေးအန္တရာယ်တွေကိုကာကွယ်ဖို့အတွက်သာအသုံးပြုခဲ့ပါတယ်။ဒါကိုမြင်ရတဲ့ရွာသူရွာသားတွေဟာဦးမြိုင်ကိုအလွန်ချစ်ခင်လေးစားလာကြပြီးမဲကြီးရဲ့အနိုင်ကျင့်မှုတွေကိုလည်းဝိုင်းဝန်းကန့်ကွက်လာကြပါတော့တယ်။ မဲကြီးဟာဦးမြိုင်ကိုအနိုင်မတိုက်နိုင်တဲ့အဆုံးမှာအင်းနီနာချင်းရွာကလူမိုက်တွေနဲ့စုံကားဝေအသက်ကိုတက်တဲ့အောင်လိုင်းစရာတယောက်ကိုအခါချင်းငွေပေးပြီးငှားရမ်းလိုက်ပါတယ်။ကြီးရွယ်ချက်ကတော့ဦးမြိုင်စီကမန်ဆွဲကိုမှော်အတက်နဲ့ခိုးယူဖို့ပဲဖြစ်ပါတယ်။တညမှာတော့အဲ့ဒီအောင်လိုင်းစရာဟာရွာပြင်ကတချင်းတန်လိုလိုငိုတန်လိုလိုထူးဆန်းတဲ့ဂါထာတွေရွတ်ပြီးဦးမြိုင်ရဲ့အိမ်စီကိုမကောင်းတဲ့ဝိညာဉ်တွေကိုလွှတ်လိုက်ပါတယ်။ရွာတွေရွာလုံးခွေးတွေဟောင်ပြီးလေပြင်းတွေတိုက်ခတ်လာပါတယ်။ဦးမြိုင်ဟာအိပ်ပျော်နေရင်ကနေရုတ်တရက်နိုးလာပါတယ်။သူ့ရဲ့ရင်ဘတ်ချင်းမှာပူခနဲပစ်သွားပြီးလွယ်အိတ်ထဲကမန်ဆွဲကြီးဟာတတိတ်တိတ်ငိတ်တုံခါနေတာကိုတွေ့လိုက်ရပါတယ်။ဒါဟာအန်ဒရဲတစ်ခုခုရောက်လာပြီဆိုတာကိုမန်ဆွဲကအသိပေးတာပဲဖြစ်ပါတယ်။ဦးမြိုင်ဟာမန်ဆွဲကိုလက်ထဲမှာကြစ်ကြစ်ပါအောင်စုပ်ပြီးအိမ်ရှိကိုထော်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိကွင်းပြင်မှာမဲမောင်နေတဲ့အရှိကြီးတွေဟာဦးမြိုင်ကိုဝိုင်းထားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒါတွေဟာအောင်လန်းစရာဆေလွတ်လိုက်တဲ့မကောင်းတဲ့အတက်တွေပါပဲ။ငါမှာတောဆောင်နတ်တောင်ဆောင်နတ်တွေပေးတဲ့မန်ဆွေရှိတယ်။မင်းတို့လိုအောင်လန်းအတက်တွေနဲ့ငါကိုအနိုင်မရစေရဘူးလို့ဦးမြိုင်ကကြုံဝါပြီးမန်ဆွေကိုအကောင်းကင်နဲ့မြှောက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမန်ဆွေစီကနေစူးရှားတဲ့အဖြူရောင်အလင်းတန်းကြီးတစ်ခုဟာမိုးပေါ်ကိုထိုးတက်သွားပြီးတရွာလုံးကိုနေကင်းဘက်လိုလင်းထိန်သွားစေပါတယ်။အဲ့ဒီအလင်းနဲ့ထိတဲ့မကောင်းတဲ့အရိပ်တွေဟာအော်ဟစ်ပြီးအဝေးကိုလွင့်စင်ပျောက်ကွယ်သွားကြပါတော့တယ်။ရွာပြင်မှာဂါထာရွတ်နေတဲ့အောက်လန်းစရာလဲပါဇက်ကနေသွေးတွေအန်ပြီးနေရာမှာတင်လဲကျသွားပါတယ်။မဲကြီးလဲကြောက်လန့်ပြီးထွက်ပြေးပါတော့တယ်။ဒီဖြစ်ရက်ကြောင့်မန်ဆွဲရဲ့အစွမ်းဟာယောဂကကွဲတာတင်မကပဲမကောင်းတဲ့အောက်လန်းအတက်တွေကိုလည်းခြေဖြတ်နိုင်နေဆိုတာကိုလက်တွေ့သက်သေပြပြီးသားဖြစ်သွားပါတယ်။ဦးမြိုင်ဟာဒီမန်ဆွဲကိုသုံးပြီးဘသူကိုမှရံမမှုခဲ့ပြီးမြဲသူ့ကိုလာရန်မှုတဲ့သူတွေကတော့မန်ဆွဲရဲ့အရှင်အဝါကြောင့်ပျက်စီးခဲ့ကြရပါတယ်။မိုးဆိုးကြီးဦးမြိုင်ဟာအသက်80ကျော်လာတဲ့အခါမှာတော့သူ့ရဲ့အသက်ဇီဝင်ဟာမမြဲတော့ဘူးဆိုတာကိုသိလိုက်ပါတယ်။သူ့ရဲ့တပြက်ရီဖြစ်တဲ့အောင်ခဲနဲ့ကြော်စွာတို့ဟာလည်းအသက်အရွယ်ရလာကြပြီးရွာရဲ့လူလေးစားခံရတဲ့သူတွေဖြစ်နေကြပါပြီ။တညအမှာတော့ဦးမြိုင်ဟာတပြည့်နှစ်ယောက်ကိုခေါ်ပြီးငါတပြည့်တို့ဒီတောဝက်မန်ဆွဲဟာလူတွေရဲ့လောဘကြောင့်ဘေးအန္တရာယ်ဖြစ်စေနိုင်တယ်။ဒါကိုလူတစ်ယောက်ချင်းစီရဲ့လက်ထဲမှာမထားသင့်တော့ဘူးလို့မိန့်มาပါတယ်။အောင်ခဲကဒါဆိုဘယ်နေရာမှာထားမှလဲဆရာလို့မေးလိုက်ပါတယ်။ဦးမြိုင်ဟာမန်ဆွဲကိုအဝတ်တဖြူလေးနဲ့တေချာထုတ်ပြီးရွာရဲ့အရှိဘက်ကတောင်ကုန်းမိမင်ဘရမှာရှိတဲ့ရှင်းဟောင်းဇေဒီတော်ကလေးစီကိုခေါ်သွားပါတယ်။အဲ့ဒီဇေဒီတော်ကလေးဟာလူအယောက်အပေါက်နဲပြီးအလွန်တက်ပြဲတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဦးမြိုင်ဟာဇေဒီတော်ရဲ့ဌာပနာတိုက်ကိုစနစ်တကျဖွင့်ပြီးတောဝတ်မန်ဆွဲကိုမြတ်စွာဘုရားရဲ့စင်တုတော်အောက်မှာဌာပနာထည့်ဖို့ပြင်ဆင်ပါတယ်။ဒီမန်ဆွဲဟာတာဒနာတော်ကိုစောင့်ရှောက်ဖို့နဲ့ဒီနယ်မြေကရွာသူရွာသားတွေကိုဘေးအန္တရာယ်ကင်းအောင်စောင့်ရှောက်ဖို့အတွက်တာတည်ရှိပါစေလို့ဆုတောင်းပြီးဌာပနာတွန်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဇေဒီတော်စီကနေအေးမြတွေအယောင်အဝါတွေဖျာထွက်လာပြီးတနယ်လုံးကိုငိမ့်ချမ်းမှုတွေပေးစွမ်းနေတယ်လို့ခံစားလိုက်ရပါတယ်။ဦးမြိုင်ဟာစိတ်အေးလက်အေးနဲ့
ရွာကိုပြန်လာခဲ့ပြီးမကြခင်ပါပဲအေးချမ်းစွာကွယ်လွန်သွားပါတော့တယ်။သူကြီးသားမဲကြီးကတော့ဦးမြိုင်ကွယ်လွန်ပေးတဲ့နောက်မန်ဆွေကိုလိုက်ရှာပေမဲ့ဘယ်မှရှာမတွေ့ခဲ့ပါဘူး။ဇေဒီတော်မှာဝှက်ထားတယ်ဆိုတာကိုသိလို့သွားပြီးတူးဖော်ဖို့စ조사တဲ့အခါမှာလဲတောပိတ်ကာရီနဲ့မွေကြီးတွေရဲ့ရန်ကြောက်လန့်ပြီးထွက်ပြေးခဲ့ရပါတယ်။ဒီလိုနဲ့တောဝက်မန်ဆွဲဟာဇေဒီတော်ထဲမှာကိန်းဝက်ရင်းရွာကလေးကိုအန်တရေပေါင်းစုံကနေဒီနေ့ထက်ထိကာကွယ်ပေးနေတယ်လို့အယုံအကြည်ရှိကြပါတယ်။မုတ်ဆိုးကြီးဦးမြိုင်ဟေတောဝက်မန်ဆွဲဇလန်းဟာဒီနေရာမှာတင်အဆုံးသတ်သွားသေးပြီဖြစ်ပါတယ်။ဒီဇလန်းကိုပြန်ကြည့်မယ်ဆိုရင်ကျမတို့အနေနဲ့စိတ်ဝင်စားစရာအချက်တွေနဲ့သင်ခန်းစာတွေကိုတွေ့ရမှာပါ။လောကမှာအစွမ်းထက်တဲ့အဆောင်အယောင်တွေရတာထက်အဲ့ဒီအရာကိုဘလို့အသွင်းချတယ်လဲဆိုတာကပိုပြီးအရေးကြီးပါတယ်။ဦးမြိုင်ဟာမန်းဆွဲကိုမိမိရဲ့အာဏာနဲ့စီးစိမ်အတွက်မသုံးဘဲရွာသူရွာသားတွေရဲ့အသက်ဘေးနဲ့ဘေးရန်ရည်တွေကိုကာကွယ်ဖို့အတွက်သာအသုံးပြုခဲ့ပါတယ်။တစ်ဖက်မှာလည်းလောဘဇောနဲ့မကောင်းတဲ့နီးလန်းတွေသုံးပြီးလူယူချင်းခဲ့တဲ့မဲကြီးဟာနောက်ဆုံးမှာတော့ဘာတစ်ခုမှမရခဲ့တဲ့အပြင်ကြောက်လန့်မှုတွေနဲ့သာအဆုံးသတ်ခဲ့ရပါတယ်။ဒါဟာစေတနာတီကန့်ဆိုတဲ့မြမဒလိအယူအဆကိုမီးမောင်းထိုးပြနေတာပါပဲ။တောဝက်မန်းဆွဲဆိုတာအခုအချိန်မှာတော့ပုံမြင်လိုဒန်ဒါကြီးလိုထစ်နေပေမဲ့ကျမတို့ရဲ့ဘိုးဘွားဆင်ဆက်ယုံကြည်ခဲ့ကြတဲ့ဂမ်ဘီရဲ့အယူအဆတွေဟာမြန်မာယဉ်ကျေးမှုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ရှင်သန်နေစေပဲဖြစ်ပါတယ်။ဇေဒီတော်ရင်ရဲ့ဌာပနာတိုက်တွေထဲမှာဒီလိုအစွမ်းထက်တဲ့အမွေအနှစ်တွေကိန်းဝတ်နေတဲ့ဆိုတဲ့အယုံအကြည်ဟာလေကျမတို့ကိုပိုပြီးလုံခြုံမှုရှိတယ်လို့ခံစားရစေပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့တောဝတ်မန်ဆွေနဲ့မုတ်ဆိုးကြော်ဆိုတဲ့ဇာတ်လမ်းလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ဒီဇာတ်လမ်းကညီဘဟုတုတတစ်ခုခုရမယ်ဒါမှမဟုတ်စိတ်အပန်းပြေမယ်ဆိုရင်တော့ကျမတို့ရဲ့ Legendary Myanmar Channel လေးကို Subscribe လုပ်ပြီးအားပေးသွားကြပါအောင်နော်။နောက်ထပ်လေဒီလိုပဲစိတ်ဝင်စားစရာကောင်းတဲ့မြန်မာသမိုင်းကြောင်းတွေထူးဆန်းတဲ့ဂမ်ဘီယာဇလန်းတွေကိုအမြဲတမ်းတင်ဆက်ပေးသွားအောင်ပါ။ဗီဒီယိုအသစ်တွေတင်တိုင်းသိရအောင်လေဘေးနားကခေါင်းလောင်းလေးကိုနှုတ်ထားဖို့မေ့နေနော်။အားလုံးပဲဘေးရန်ရဲ့ကင်းဝေးကြပြီးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေရှင်။